ဘူဆန်မှာရှိတဲ့ကမ်းခြေတွေအများကြီးတွေကမှတနေရာထဲမှာပဲကမ်းခြေမှာရေကူးတောင်ပေါ်ကနေဖြူလှလှလေးတွေရှိတဲ့နေရာကိုတပ်ပုံလဲရိုက်ပင်လယ်ပြင်ပေါ်ကနေကေဘယ်လေးစီးပြီးသွားရတဲ့ feeling ကိုပါခံစားရနိုင်မယ့်နေရာကတော့စုံတူကမ်းခြေပဲဖြစ်ပါတယ်ကျွန်တော်တို့အဖွဲ့ကတော့နှစ်တိုင်းဒီနေရာကိုသွားလည်ပြကြတယ်ဒီနေရာကလဲလို့ပတ်လို့လဲရန်ကောင်းပြီးတော့စကွေကိန်းထဲမှာပါတဲ့ဇဝင်ကန်နေရာလေးလည်းရှိတယ်အရန်မိုက်တဲ့ကြောက်ကဘာလေးနဲ့ပင်လယ်ပြင်လေးနဲ့ပေါ့ဗျာကမ်းခြေနဲ့ဒီတောင်ပေါ်နေရာလေးကတစ်ဆက်တည်းဆိုပေမဲ့ကမ်းခြေကနေဘတ်စကားစီးမယ်ဆိုရင်2မှတ်တိုင်3မှတ်တိုင်လောက်တော့စီးရတယ်ကားမစီးချင်ဘူးဆိုရင်တော့ပင်လယ်ပြင်ပေါ်ကနေကေဘယ်လေးစီးပြီးသွားလို့ရတယ်ကေဘယ်စီးကတော့တယောက်ကို2300ဝန်းကျပါတယ်ဒီနေရာလေးကလဲလို့အရန်ကောင်းလို့ကျွန်တော်ဆိုနှစ်တိုင်းလာပြနေတဲ့နေရာလေးပေါ့ဒီနေရာလေးကိုလာခြင်းရတဲ့အကြောင်းရင်းကလည်းရှိသေးတယ်ပုံမှန်ဆိုလူတော်တော်များများကကမ်းခြေမှာရေကူးကြပေမဲ့ကျွန်တော်တို့အဖွဲ့ကတော့လူရှင်းပြီးကြောက်တောင်တစ်ခုကြားမှာရှိတဲ့အေးချမ်းပြီးတိတ်ဆိတ်တဲ့နေရာလေးကိုရေသွားကူးကြပါတယ်ကျွန်တော်ခုသွားနေတဲ့လမ်းကတော့ကဘာတွေကိုဆင်းရမှာကြောက်တောင်ကြီးနှစ်ခုကြားမှာနေရာလေးရှိတာပေါ့အဲ့နေရာလေးကနေအေးဆေးရေချိုးကြမှာဒီနေရာလေးကိုသွားမယ်ဆိုရင်တော့တောင်ပေါ်ကိုအရင်ဆုံးတက်ရပြီးတော့တောလန်းလေးတိုင်သွားရပါတယ်တောင်ပေါ်လို့ပြောပေမဲ့အရမ်းမြင့်တဲ့တောင်ပြတော့မဟုတ်ပါဘူးနည်းနည်းသေးပါဒီတောလန်းလေးထဲမှာကျိုးတရားလေးလည်းရှိပြီးတော့ဓာတ်ပုံကောင်းကောင်းရိုက်တတ်တဲ့သူဆိုရင်တော့ကျိုးတရားပေါ်ကနေပြီးတော့နောက်ခံ background ပင်လယ်ပြင်လှလှကြီးကိုထားပြီးတော့ဓာတ်ပုံလှလှလေးရိုက်မယ်ဆိုရင်တော့အရန်မိုက်တဲ့ပုံကောင်းတစ်ပုံရမှာတော့သိကြပါတယ်ဒီနေရာလေးကတော့ကျွန်တော်တို့တောင်းပြန်ဆင်းမဲ့နေရာလေးပေါ့ဒါပေါ်ရုံတန်းရုံဘယ်သူမှမသိဘူးနေရာလေးကကျွန်တော်တို့အဖွဲလိုက်နှစ်စင်တိုင်းလာလေးကဒီနေရာလေးနဲ့ဆင်းပြီးတော့ဒီချိုးကြတာပေါ့တောင်ပေါ်ကနေဆင်းပြီးတော့ဆင်းပါတယ်ဟိုးကြောက်ထဲကိုဆင်းပါဟိုးကြောက်ဆောင်လေးအောက်ထဲဆင်းပြီးတော့ကျွန်တော်တို့ရေချိုးမှာအဲ့မှာကြောက်တောင်နှစ်ခုကြားမှာရေချိုးတဲ့နေရာလေးရှိတယ်ဘယ်သူမှမသိဘူး let's go ကျွန်တော်တို့လူသွားကြည့်အောင်မလူစင်းလူတော့ဖနက်ကအဲ့ခွာမပါဘူးဗျကျွန်တော်တို့ရဲ့အပန်းဖြေနေရတော့သူများရဲ့ထထူးကြမှာသွတ်ဆုံဆန်ပြားကိုဆင်းတက်ဆင်းလို့လည်းသွတ်ဆုံစားစားလဲတောင်စင်းတောင်တက်လဲလှုပ်ချင်တယ်ပင်လယ်ကမ်းခြေမှာရေလဲချိုးချင်တယ်ပိုက်ခေါ်ရစီပဲဒီနေရာဟိုလာခဲ့ကျွန်တော်တို့တော့အဖွဲကြီးလိုက်ဆိုပျော်စရာကြီးပေါ့ဗျာရှေးကြီးနောက်ကပင်လယ်ဖြူကိုလည်းတစ်ချက်ရှိုးဝူးဒါလီ let's goကိုအောင်ဆိုရောက်တော့မယ်ဒါသုံးပုံနှစ်ပုံတော့ဆင်းခဲ့ပြီကိုအောင်ဆိုရောက်ပြီလားတောက်ချားလေးဒီနေ့ line ချိန်နေမစိုးရေတော့ချိုးပေါ်ပဲပုံပဲများလားဟောဒီနေရာကိုဆင်းမယ်ဆိုတော့နည်းနည်းတော့သတိထားမှရမယ်ခဏဆိုရင် point ပါတဲ့ရှုပ်ဖက်နဲ့လို့စီတာကောင်းတယ်ကျွန်တော်တို့တော့ဆင်းနေကြမလို့လက်ပူတော့ညက်ဖက်နဲ့ပဲအမှန်ဆင်းမယ်လာလာရေချိုးအောင်ငယ်ချင်းတွေဟေးမင်္ဂလာပါညီလေးကြီးမော်ဘီဆိုတော့ရလေးမော်ဘီတွေ့လာအောင်ပဲလာတော့နေဝါမော်ဘီတော့ဟေးယောဝူးဟူး好嘛，张伟。ဟိုမှာပင်လယ်ကူးတင်မောကြီးတွေရော把给，把给。ဟာဟာ我不知道下不对了对嘛，我都傲叫了，对对对。欢迎老道理，哎，欢迎老道理，我啊。ဒီကြောက်ဆောင်ကြီးဘောက view အရန်လှပြီးတော့ဓာတ်ပုံရိုက်မယ်ဆိုရင်အရန်လှတဲ့နေရာလေးတစ်ခုပါပင်လယ်ပြင်ရောကြောက်ဆောင်ကြောက်တောင်တွေရောရှိလို့ပုံကောင်းကောင်းတော့ရမှာတော့သိကြပါတယ်ဒါပေမဲ့အရန်အနေများတဲ့နေရာကိုသွားလည်ဖို့တော့အာမပေးချင်ပါဘူးလုံခြုံရေးမရှိတဲ့ရေကူးတဲ့နေရာမို့လို့အကယ်၍သွားလည်ပြစ်ခဲ့ရင်လည်းရေမကူးတတ်တဲ့သူတွေရေထဲမဆင်းကြဖို့တော့မှာချင်ပါတယ်ဖောက်တယ်ပြောနေတာ